ကျွန်တော်ကိုစီမာလဲကိုယ်အားလာကြရှိတယ်ကိုယ်အားလာကြဆိုတော့ရှိတတ်ကြတယ်ဒါပေမဲ့အဲ့ဒီအားနဲ့ကြအပြီးကျွန်တော်ချင်းမချင်းနဲ့ခံရတယ်ဖြစ်တယ်အဲ့မှာဟိုမောရှိရတော့ကြည့်ရင်ဆိုလဲစကားချစ်လို့တောက်ဖြစ်တယ်စကားတဲ့ဒါပေမဲ့ဒီချမ်းညာတော့ကိုချင်းရတယ်သူ့ရွှေးပေါက်တယ်ကျွန်တော်မှာဘယ်တော့ပဲအားနဲ့ချက်များနေဖြစ်ဖြစ်ဖြတ်ခင်ကျွန်တော်တို့ရွှေးပေါက်နေတယ်ဆိုတာပြောချင်ပါတယ်အဲ့မှာနောက်ချက်ကဒီကျတော့ဇက်ထဲဟိုတောက်ရတာတော့ကြောင်းလိုက်ပြီးတော့စင်ရသားတွေကိုအဲ့လိုတိုးပြီးတော့အဲ့လိုဖြစ်တယ်ဆိုနားစားပေးမယ်ဆိုတော့ရေးရှိမှတော့ပြောထားတယ်အဲ့မှာတော့ကြောင်းလိုက်နေရတယ်ကျွန်တော်တာမှာဘယ်တော့ခက်ခဲရှိနေသေးဘယ်တော့ပဲစိုးခဲ့နေပြီနော်ဒီမှာအင်္ဂါတော့စိုးခဲ့ဆိုရှိပါပဲဒါကျွန်တော်ဘယ်လိုပဲစိုးဒါလည်းကျွန်တော်သိပြီးတော့အချိန်မှာကျွန်တော်တက်တာပြောင်းလဲပြီးတော့ကျွန်တော်အတွင်းထဲမှာတက်တာဖြစ်စေတယ်ဆိုတော့ဟောရအားလုံးတက်ဒီကောင်းပြီပါစေ